ကေဒီနေ့ကျွန်တော်စားတော့ကိစ္စလေးနည်းနည်းပြောပြမယ်လေလောက်ကရရတူတောင်းမှလေတေယူတော့လို့မရဘူးဆိုမဲ့လေဒီခဏကြီးနှစ်တရာလောက်အသုံးပြုတ်ရမှာလေအကြောင်းပြုတ်ပြရမယ်ထိနေရမှာဆိုတာဘောချပါတယ်နော်တေယူတော့လို့မရဘူးဆိုပဲတန်တော့တုံးတော့လို့ရပါတယ်နော်ကွာဟိုတယ်မှာတော့တိတ်မယ်ဆိုလို့ရှိရင်စဉ်းစားကြည့်ကိုဘာမှမပိုင်ဘူးနော်ဒါပေမဲ့အေယာကွန်ဖွင့်လို့ရတယ်ကောင်းကောင်းနားလို့ရလေတိမလားတန်တုံးမယ်လို့ပြောချင်တာလေနော်လင်ယူရအောင်မယ်အီလိုမစီဝင်ရင်ဖြစ်ချင်တယ်ဟိုမှာစီလီဖြစ်ချင်တယ်အဲ့လိုဖြစ်ချင်တဲ့နောက်ကွယ်မှာကျမ်းမာမကောင်းတယ်ဖွန်နိုင်ပါလေနားလေမလားအဲ့လိုပြောချင်တာငါဆိုလို့ရှိရင်တော့လမ်းပဲဆက်ဆာဆိုလုံးဝနေပါမစားတာကွာအရေးပေါ်အပြင်ရောက်မှပဲလုံးဝရန်ပိုက်စာနေမှပဲဒါတော့မှအချူလုံးဝမထိတ်ခိုင်းတာနော်အဲ့လိုတစ်ခါနေမှာစားတာပေါ့ဒါအရင်နေပါတယ်အာဒါနဲ့အိဝမွေးမှာခုချိန်ဒီလာမှပဲတစ်ခါလောက်ပဲမှာစားတာအဲ့လိုပြောချင်တာပေါ့နော်စီဆိုလို့ရှိရင်လုံးဝနေပါရှာမှာ3လ4လလောက်ရှိပြီထင်တာပဲနော်ဟိုမှာပေါင်းစားမယ်ချက်စားမယ်ဟင်းရပြုတ်စားမယ်ပေါ့လေနော်ဟိုမှာစီမပါပဲတုတ်စားလို့ရတယ်မျိုးမျိုးလုပ်လို့ရပါတယ်စီမစီမလို့ပါဘူးပေါ့လေနော်အဲ့လိုမျိုးလုပ်တယ်ဘလို့ရှိရင်တကြားဆိုလို့ရှိရင်နှစ်နဲ့ချီပြီနော်မစားရရမ်းကြပြီလုံးဝအချူလျှော့ထားတာပေါ့နော်လုံးဝနေပါမစားတာပေါ့ဘလို့ရှိရင်ဒီခောက်ဆွေး6တွေဘလို့ရှိရင်ဒီတရုတ်ပြားလာတဲ့ဟိုမုံတွေပေါ့နော်တရုတ်ပြားလေအရန်လေတာနော်မြေပြားဟိုပုံမဲ့ပစ္စည်းဆိုလို့ရှိရင်လေကြိုက်တယ်လို့နော်ဟိုမှာစစ်မဲ့တူမရှိလေနော်အမှငါတို့ရှာထေလို့ရှိရင်အရတာရှိတယ်ဟိုကောင်းလိုက်တာအစရမ်းမိန်တာပဲအဲ့ဒီနောက်ကွယ်မှာစိတ်တောက်ရမ်းဖြစ်တာဒီလိုနိုင်ငံမှာတရုတ်ပြပို့လာလို့ရှိရင်တေချာဆွေးရကကနနာစစ်တာကီမီကယ်ဘလာပါတယ်တတို့ပစ္စည်းတွေလိုအပ်တဲ့ပုံနေလားဆိုရင်မှလေတေချာစစ်မှပဲโอเคဖြစ်မှပဲသူတို့စီမှာတင်သွေးခွပေးတာနားတယ်မလားမြန်ပြဘယ်သူမှစစ်မဲ့တူမရှိဘူးအဲ့ကြောင့်မြန်ပြလို့လေကင်ဆာဖြစ်ကြတယ်နော်ဟိုကလေပေမတောင်းမီကလေးတို့မွေးလာကြရတိမလားအဲ့လိုဆိုလို့ရှိရင်လူတွေကလေဟိုအသိကံဘွားတွေအကုန်လုံးကိုဝတ်ကျွေးတွေပဲအဖြစ်ပုံချတာပေါ့လေနော်တကယ်တော့အဲ့ဒါမျိုးနဲ့မဟုတ်ပြန်ဘူးနားလည်မလားကိုစားဖို့ဟိုစားတောက်နေတဲ့အများဆန်တာပေါ့လေနော်အများကြီးဘယ်လိုပြောအစားတောက်မှလည်းအများကြီးလူတာပေါ့လေလို့ပြောချင်တာပါကဲတလောက်ပေးလေနော်လို့ရှိရင်ဂျင်ပုံမှန်သွားတယ်နော်အစားတောက်ဆိုလို့ရှိရင်ကတလောက်မှာပေါ့နော် ringgit 1000နီးပါးကုန်တာ800လောက်ကုန်တာပေါ့လေနော်1000တော့မပြည့်ဘူးနော်အဲ့လိုမျိုးအစားတောက်ဆိုလို့ရှိရင်ကွာ special စားတယ်ဟိုအင်ဂျီတွေဘာညာဆိုတော့တိတ်မကြိုက်ဘူးငါလေအမှ show တွေဆိုတော့တိတ်မဝေဖြစ်ဘူး second hand တွေတစ်စေချက်တန်တွေပဲဒါဆိုခဏခဏဝတ်နေကြပါလေတိမလားလူတွေ့ပါတယ်ငါ video တိုင်းမှာတက်လာဒီအင်ဂျီတွေကြီးပဲနော်အဲ့လိုမျိုးအဝတ်စားတွေအဲ့လိုမမှတ်ဘူးငါလေအစားတောက်ဆိုလို့ရှိရင်တော့ရှေ့စားမှကြိုက်တာအဲ့လိုပုံစံပေါ့လေနော်အဲ့ဒါပြလို့ရှိရင်နောက်ဟိုကလေအမျိုးမျိုးမတိကျိတ်ထားတဲ့ဟိုတားတွေပေါ့လေနော်အမဝတ်အိုချောင်းတွေဒါမျိုးတွေလုံးဝမစားပြတာငါလေနော်လုံးဝမစားတော့ကွာအစမြင့်တော့ပြီခွာလေရှောက်ပြောတာပါနော်ကျမရင်းနေညီညွတ်စားကြပေါ့လေအခုချိန်မှာမြန်ပြီမှာကုံစင်တို့တက်တယ်ဆိုမြဲလေကစိုးရပဲစားကြပေါ့လေလိုမျိုးဆိုလို့ရှိရင်လေနိမလားဟိုတာတို့ပစ္စည်းတွေခောက်စစ်ချတွေစောင်းနေမယ်စားကစိုးရပဲစားကြပေါ့နော်လို့ရှိရင်ငါသမင်းဆိုလို့ရှိရင်တော့ brown rice လေးစားရနော်လုံးဝစီမပါဘူးပေါ့ဒါသိမလားစီးကျူသွေးတို့တမလားအရန်ကောင်းတာကွာယောဂရှိလို့ဒါမျိုးရှောင်တော့မဟုတ်ပါဘူးဒါပေမဲ့ကျူတီကာကိုချက်ကိုတာချက်တဲ့ပူကောင်းလေသိမလားအဲ့လိုပြောချင်တာလေအားကြောင့်နော်ကွာကျူတီကာကွယ်နေဟာပါတက်လက်ကြီးဆိုတော့ကိုတော့မသိတော့လေအရာစားတတိတော်တတိလာတတိပေါ့လေနော်ပြောတတိပေါ့လေကဲအဲ့လိုနေကြပါပေါ့လေမြန်ပြမှာခုချင်းဘူးမှတို့ထိမဲသူမရှိဘူးမှာထင်ရဆိုင်နေသူတွေကြီးပဲစစ်တက်ကစားပေါ့လေနော်အဲ့ကြောင့်နော်တိုင်းပြမှာခုချင်းချွတ်ချွန်ချတဲ့ဘုတ်ကလမဖြစ်နေတဲ့ချိန်မှာပေါ့နော်ကိုကိုထိတ်ခဲလို့ကြပါပေါ့လေနော်အဲ့လိုပဲပြောတတ်တယ်ငါတော့နော်ကဲဒီမှာကြည့်ဒါဆိုလို့ရှိရင်ပေါ့နော်ဒါရုံးပလီဒီနဲ့ပေးတော့ရှင်ပေါင်းပြီးမှထောင်းထားတာပေါ့လေနော်ဒီမှာစားပဲထိထားတယ်ပြီးလို့ရှိရင်ဒီအရက်တာစက်တာမောင်းနေပဲထိထားတယ်ပေါ့နော်အဲ့လောက်ပဲစီလုံးဝမထိထားအောင်ပြီးလို့ရှိရင်ဒါငါးပေါင်းပေါ့လေနော်ငါစက်သားပေါင်းစားတယ်ငါးပေါင်းစားတယ်ဟင်းကျွေချက်စားတယ်အဲ့လိုမျိုးပုံစက်သားပေါင်းစားလို့ရှိရင်ငါအရေကိုတောက်တာဟုတ်တယ်စားတော့မထိဘူးအရင်ကောင်းတာလေတိမလားချူလေဒါပေမဲ့ငါးပေါင်းရေတော့မတောက်ချင်ဘူးတော့နေငီစောနံလို့ဒါဆိုရင်ဟိုရုံးတီပေါ့နော်ကွာရုံးတီစားလို့အရင်ချွတ်တက်ပြီကိုစုံလိုက်လေမခလေးပါနော်ကိုမလိုက်ကိုတက်တယ်မနော်ကိုမလို့ရမချင်အဲ့လိုမျိုးပြောတတ်တယ်မျိုးခုဆိုလို့ရှိရင်နော်ရုံးတီစားပြီးအရင်ချွတ်တက်နေပြီလို့ပြောတာကိတာပါပဲနော်တခြားပြောစရာပါရှိသေးတယ်ဘာမှမရှိတော့ကိုခရီးစားရမယ်နော်သိမလားမင်းအောင်လည်းတေးသေးငါတို့ပြထိုင်ကြည့်နေအောင်မလေးအကြောင်းနော်တွားရင်မတေးပဲငါတို့အရင်တေးတော့လို့ရှိရင်ဖြစ်တေးလို့သိမလားသူပတန်ငါကောင်းဖြစ်မှကျင်းတတ်တာလေသူတေးပဲငါတို့မတေးနိုင်ဘူးနော်ကဲဒါပဲ